ပြီးခဲ့တဲ့ Sunday တုန်းကစုတို့တွေဖူးကတ်ပန်တာက Laguna Beach မှာဒေးကမ်ပိန်းလေးလုပ်ဖြစ်ခဲ့ပါတယ်ကျွန်တော်တို့ကမ်ပိန်းလေးမလုပ်ခင်မှာမြင်ညှိရပါတယ်ဒါကတော့ဖူးခန့်နေမြင်ညှိဖို့ခေါ်လာတဲ့နှစ်ယောက်ပါမြင်ညှိပါတယ်အခုကမိုးရင်းရောက်နေပြီဆိုတော့စုတို့တန်လေးယူလာပြီးတော့တန်ထိုးလိုက်တယ်ဆိုပါလာတဲ့ပစ္စည်းရေးဆိုးမှကြောက်လို့ပေါ့နော်လူကရေးဆိုးတာကိစ္စမရှိဘူးပစ္စည်းယူလာတဲ့ပစ္စည်းမုတ်တွေရေးဆိုးမှကြောက်လို့တန်လေးထိုးလိုက်ပါတယ်ဒီကန်းကြီးကလူလည်းအများကြီးလာလေးမရှိဘူးပေါ့နော်ထင်းရှူးပင်နေရဲ့အရေးကလည်းရှိတော့စုတို့လုံးတန်လေးမပိုင်အောင်မှအခင်းလေးခင်းပြီးတော့လာနားယူလို့အဆင်ပြေပါတယ်အခုကမိုးရသည်ဆိုတော့ဒီကန်းချိန်မှာပေါ့နော်လှိုင်းနေရအရန်ချမ်းနေတာကြောင့်မလို့ဒီလိုအလံနေထောင်ထားပြီးတော့ရေကူးဖို့မသင့်ဆိုပြီးတော့တတိပေးထားတာလည်းရှိပါတယ်ဒါပေမဲ့ကိုယ့်ဘက်ကိုပေါ့နော်ဒီကန်းဆက်နားလေးပဲဆင်းပြီးတော့ရေဆော့ကျင်နေဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်အလုံးပိတ်ရက်တွေတိုင်းအိမ်ထဲမှာကြီးပဲပေါ့နော်နေနာပြီးတော့နေရညီငွေလာကြအောင်လို့စူးတော့ကတော့အခုလိုမျိုးပင်လယ်မှာကန်းချိန်လေးမှာတငယ်ချင်းတွေနဲ့လာပြီးစကားပြောပြီးတော့နားရတာအရန်ကို relax ဖြစ်ခဲ့ပါတယ်